မိမကိုယ်တဲကနေအဖြူဖက်တွေဆင်းပြီးမခံမရနိုင်အောင်ရားရံလို့စိုးရိမ်နေရတဲ့အမျိုးသမီးတွေရှိပါသလားမင်္ဂလာပါဒေါက်တာခိုင်ပါဒါဟာလိင်ကနေတဆင့်ကူးစက်တဲ့ယောဂမဟုတ်တယ်လို့တန်ရှင်းမှုမရှိလို့ဖြစ်တာလည်းမဟုတ်ပါဘူးခန္ဓာကိုယ်ထဲမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေနဲ့တဘာဝမှုန်ပိုးတို့ရဲ့မျှခြေစနစ်ခဏတာပျက်စီးသွားလို့ဖြစ်ရတာပါယောဂသက်သာစေဖို့အတွက်တန်ရှင်း၆တွေ့တဲ့ခြိသားအသွင်းခံမှုပဲဝတ်ဆင်ပါဒိန်ချင်းပုံမှန်တောက်ပေးပါတန့်ရှင်းတဲ့ရိုးရိုးရည်နဲ့ပဲအရှိကနေအနောက်ကိုစနစ်တကျဆေးကြောပါပိုးသက်ဆေးဆွဲတောက်နေရရင်ဆရာဝန်နဲ့ပြန်လည်တိုင်ပင်ဆွေးနွေးပါအဓိကရှောင်ရမှာကတော့မိမကိုအတွင်းနဲ့ထိရေနဲ့နှိုက်ဆေးတာမျိုးလုံးဝမပြုလုပ်ပါနဲ့အမွှေးဆက်ပြာတွေအမျိုးသမီးသုံးတန့်စင်ဆေးရည်တွေကိုမသုံးပါနဲ့တကြားနဲ့အချိုးစားတွေကိုလျှော့စားပါအရေးကြီးဆုံးကဖျားရင်ဘိုက်အောက်ပိုင်းပြင်းထန်စွာနာကျင်ကြိုက်ခဲရင်တစ်နှစ်အတွင်း၄ချိန်ထပ်ပိုးပြီးခဏခဏပြန်ဖြစ်ရင်အထက်ပါအိမ်တွင်ကုထုံးတွေနဲ့3ရက်မှ5ရက်အတွင်းလုံးဝမတက်တာရင်ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်နေရင်တော့ဆရာဝန်ချက်ချင်းပြရပါမယ်